ဒုတိဝါဒနာရှင်ချမိတ်ဆွေတို့ရေမနက်ပိုင်းကတော့3တစ်ပတ်တီ36နဲ့ဝင်သွားပါတယ်နော်ညနေပိုင်းက93986အခွေဝင်85နဲ့ကဲရတယ်မိတ်ဆွေများလည်းရကြမှာပါနော်ကျေးဇူးတင်ပါတယ်ရတယ်မိတ်ဆွေများအတွက်လည်းဝမ်းသာပါတယ်နော်နောက်ထပ်တစ်ပတ်တီ3နဲ့3အခွေတော့မဟုတ်ပတ်တီမပတ်ဘဲနဲ့3နဲ့3အခွေခွေလည်းရပါတယ်နော်3နဲ့3လေးလေးကြိုက်နေတော့3နဲ့3လေးဆိုပြီးတော့ပူပါခွေလည်းကစားလို့ရပါတယ်နော်နောက်ပြီးတော့လေကျွန်မပတ်တီကို3ပတ်တီပြန်ကြိုက်နေရရှင်မိတ်ဆွေများ3ပတ်တီပြန်ကစားလို့ရတယ်ပေါ့နော်3ပတ်တီနောက်ပြီးတော့မကြံလဲဆိုတော့9 break 5 break နေ3 break အရန်နဲ့ကစားလို့ရပါတယ်နော်နောက်ပြီးတော့နေတိုက်တီအချိန်နေတိုက်အချိန်နေမှာလေအချိန်ကမနက်ပိုင်းက6ညနေပိုင်းကျတော့8ဆိုပြီးတော့ကီးရလာထိသွားတယ်နော်မနက်ပိုင်းအချိန်ထိပြီးညနေပိုင်းကီးထိသွားတယ်အချိန်ကလေပြောပြချင်တာကတခါလေးကျရင်အဲ့4-6အချိန်ဆိုလို့ရှိရင်4-6ဆိုပြီးတဲထွက်တာလည်းရှိနေတယ်လားနောက်ကီးကကီးနဲ့အချိန်နဲ့ညှိပြီးတော့ထွက်တာလည်းရှိတယ်ပေါ့နော်ကျမကတော့ဒီနေတိုက်တီကိုတိတ်အားမကိုးစီချင်ဘူးပေါ့နော်နေတိုက်တီတိတ်ပြီးတော့အားမရဘူးတွေ့ရတာလေအဲ့ဒီတပတ်စာတွေ့ရတာပို့ပြီးတော့အားရတယ်ကျင်းတီလေးထွက်တယ်ပေါ့အဲ့ဒီတပတ်ရှင်းသမားတွေကလည်းအခုလည်းတပတ်ရှင်းသမားတွေပိုများလာမယ်လို့ထင်တာပါပဲနော်တပတ်ရှင်းသမားတွေပိုများလာရဲ့အတွက်လည်းဒီဟာလေးထုတ်ပေးဖြစ်တာပေါ့မိတ်ဆွေများလည်းကျမကိုအားရှိအောင် like and subscribe လေးလုပ်ပေးကြပါနော်အားပေးကြပါအဲ့ဒါမှကျမလည်းအားရှိပြီးတော့ပို့ပြီးတော့တိတက်ပို့ပြီးစူးစမ်းပေးပါမယ်3ပတ်တီကိုလိုက်နိုင်ပါတယ်မိတ်ဆွေများနော်3ပတ်တီအခုက3358အခွေပဲပြန်ထွက်နေတယ်လို့ပြည့်နေနော်3 break ကတော့ကုန်သွားပါပြီ9 break ဆက်လိုက်နိုင်ပါတယ်မိတ်ဆွေများကျေးဇူးတင်ပါတယ်